ကြတော့ဒီနေ့ကမိသားစုနဲ့ကိုတိဆက်ပြီးတော့မှာဖြစ်ပါတယ်အရင်စောဒီကောင်မလေးကမလာစပေါ်ဒီစပင်းနဲ့ဝင်ကြီး dress ကိုဝတ်တာဝတ်ပြီးသွားတယ်ဘိုင်းဟောတော့သွားတာဘိုင်းကဒီနေကြအင်းကြီးကနေကြအင်းကြီးလေးဝတ်ပါပေါ့နော်ဟိုမီရာစပင်းပေါ့နော်အကြလေးကိုမင်းကလေးကြဒီထော့ကိုစကားပြောရဟာနိုင်တယ်သူ့ကိုဒီမှာလက်တွဲမယ်လက်တွဲပြီး close ကို close နဲ့ attach ပြန်နေတယ်ပြီးတော့ဒီမှာ main ကလေးပေါ်လာအဲ့ main ကလေးကိုစကားပြောမယ်ပေါ့နော်စကားပြောပြီးလက်ဆွဲရနိုင်တယ် close ကိုပြန်မယ်ကျတာကို main ကလေးပဲဖြတ်တော့ main ကလေးပဲကိုသူကဒီလိုလာမယ် attach ပြန်နေပါမယ်ပြီးတော့ဇာတ်လေးကိုဝေးထားတာဝေးထားပြီးတော့ဒီကမယ်သူ့ကိုပေါ့နော်ကိုစကားပြောရင်ချီချူလိုက်မယ်ပေါ့နော်ချီချူပြီးကိုသူ့ကိုအင်းကသူ့ကိုဒီခချာဝဲပြီးမှကိုဝတ်တယ်ကြာဒါဒီချာပြီးရဲဆိုဘုန်းကြီးဆိုတော့အဲ့လိုရနော်မီရာဆိုတော့ဒီမီရာဆိုတော့ဒီမှာချက်ခံဝင်ချလိုက်ရင်ဘိုင်းနေနဲ့ခဲကိုဒီနောက်တစ်ဖက်ပြန်ထားလိုက်အဲ့လိုဖြစ်ပါရဲ့ဆိုတော့အတရှိပြန်နေခဲရလဲအတရင်ပြန်နေပေါ့ညံ့လေးတွားမယ်ပေါ့ညံ့လေးတွားပြီးဒီကိုဆိုနေနဲ့အမစပင်းတန်းမှာခုနကခဲကိုလုတ်ပေးတဲ့ထားလေးပြန်လုပ်မယ်ကြာရင် close ကမျိုးချိတ်တဲ့အင်းပြောင်းလိုက်ပေါ့နော်မျိုးကဒီခင်းကြောင်းရပြီဆိုတော့ဒီ hand ပြန်ခုနမျိုးတဲ့စပင်းပြန်ရောက်ပါပြီခလိုလေးကိုကျတော့မျိုးဆိုတော့မီရာဆိုတော့ဒီအင်းလေးဒီကလည်းရပါတယ်အဲ့တော့ဒီကလေးကျင်းတယ်စခါလေးလောက်